နှစ်တိုင်းဒီချိန်ရောက်လာပြီဆိုရင်ကျွန်တော်တို့အတွက်စိတ်လှုပ်ရှားဖို့ကောင်းတဲ့အချိန်တက်သမားတွေအတွက်နည်းနည်းရင်ခုန်မှုကောင်းတဲ့အချိန်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ဒီစက်တင်ဘာလရောက်ပြီဆိုတာနဲ့ Apple ကသူတို့ရဲ့ iPhone series အသစ်တွေကိုမိတ်ဆက်ပေးသွားလေးရှိတယ်။ဒီနှစ်တော့အစောပိုင်းမှာဒီ COVID-19 ကြောင့် Apple အနေနဲ့ iPhone 12 series ကနောက်ကျမယ်လို့သတင်းတွေထွက်နေခဲ့တယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Apple ကဒီလစက်တင်ဘာလ15ရက်နေ့ဆိုရင်သူတို့ရဲ့ Apple launch ကိုကျင်းပသွားမယ်လို့ officially မိတ်ဆက်ပေးလိုက်ပြီ။ဆိုတော့ဒီဗီဒီယိုမှာကျွန်တော်ကဒီ Apple event မှာကျွန်တော်တို့ဘာ product အသစ်တွေမြင်ရမလဲဆိုတော့ခံမှန်းပြီးတော့ပြောပြပေးသွားမှာပါ။ယခုဗီဒီယိုအတွက်ကတော့ Oppo Reno 4ကကူညီပံ့ပိုးပေးထားတာပဲဖြစ်ပါတယ်။ Oppo Reno 4မှာ AI color portrait မှု night flare portrait မှုနဲ့ 960 frame per second ထိရိုက်ကူးနိုင်တဲ့ smart slow motion 30W ထိအားမြန်သွင်းနိုင်တဲ့ VOD flash chat 4.0 တို့ပါဝင်ပါတယ်။နေမိုင်းညာချော Oppo Reno 4တေချာပေါက်ပြောနိုင်တာကတော့ကျွန်တော်တို့ဒီ iPhone 12 series ကဒီမှာမြင်ရဖို့ရှိရဲ။နောက်ထပ်ဒီ iPad Air အသစ်ကလည်းသတင်းတွေထွက်နေပြီးတော့ Apple Watch 6အဲ့ဒါအပြင်ကိုသူတို့ရဲ့ Apple Silicon chip တွေသုံးလာမယ် MacBook အသစ်တွေလည်းကျွန်တော်မြင်တွေ့ရဖွယ်ရှိနေတယ်ပြီးတော့ AirTag လိုမျိုး NFC တက်တွေနောက် Apple Watch လိုမျိုး charging pad တွေလည်းဒီ launch မှာမိတ်ဆက်ပေးကောင်းမိတ်ဆက်ပေးသွားနိုင်တယ် iPhone 12 series ကတော့အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲအရင်နှစ်တွေတော့လိုမျိုး3မျိုးတည်းမဟုတ်တော့ဘူး4မျိုးထိလာမယ် iPhone 12 12 Max 12 Pro 12 Pro Max ဆိုပြီးတော့ထွက်လာနိုင်ဖို့ရှိနေကျွန်တော်အစောပိုင်းသိရတဲ့သတင်းတွေကတော့ဒီဖုန်းတွေအကုန်လုံးက 5G ကို support လုပ်သွားမယ်လို့သိရတယ်။ဒါပေမဲ့ဖြစ်နိုင်ခြေရှိတာကတော့ Apple က region တွေခွဲပြီးတော့တချို့နိုင်ငံတွေအတွက်ကို 4G တချို့နိုင်ငံတွေအတွက် 5G ဆိုပြီးတော့ထုတ်ပေးကောင်းလဲထုတ်ပေးသွားနိုင်တယ်။ပြီးတော့ကျွန်တော်ပုံမှန်ရိုးရိုး iPhone 12 version မှာစိတ်ဝင်စားဖို့ကောင်းတဲ့ချက်ကလေးရှိတယ်။အဲ့ဒါတခြားတော့မဟုတ်ဘူး။ Apple ကဒီနှစ်မှာရိုးရိုး12 version ကိုပါ OLED panel သုံးလာမယ်လို့သိရတယ်။ဆိုတော့မနစ်တုန်းကပြီးခဲ့တဲ့နှစ်တွေတုန်းကထွက်ခဲ့တဲ့ဒီ iPhone 10က11ထိတက်တော့ display ဘက်မှာပိုကောင်းလာဖို့သိချသွားပြီ။အဲ့ဒါပြီးတော့နောက်တစ်ချက်က12 Max မှာ 6.1 inches နဲ့ရိုးရိုး12 version မှာ 5.4 inches ဆိုပြီးထုတ်လာနိုင်ဖို့ရှိတယ်။ဆိုတော့ 5.4 inches သုံးထားတဲ့ display ဖုန်းတစ်လုံးကတခြားပေါက်ပြောနိုင်တဲ့တစ်ခုကတော့တော်တော်လေးကို compact ဖြစ်သွားပြီ။ compact ဖုန်းစောင့်နေတဲ့သူတွေတို့ကစိတ်ဝင်စားဖို့ကောင်းသွားပြီလို့မြင်တယ်။ဒါပေမဲ့ 5.4 inches ဆိုတာကျွန်တော်အမြင်မှာတော့အရင်သေးနေအောင်လားဆိုတာကတော့ကျွန်တော်ထွက်လာမှာပဲတစ်ချက်စောင့်ကြည့်ရမယ်။ပြီးတော့ iPhone 12 Pro နဲ့12 Pro Max ဒီကောင်ဒီမှာကျတော့အရင် design ပိုင်းအပြောင်းလဲရှိတော့မှာမဟုတ်ဘူး။4000ဆန်တဲ့ပုံစံနဲ့ထွက်လာဖို့ရှိနေတယ်။နောက်တစ်ခုကသူ 120Hz high refresh rate display ကို support လုပ်သွားမယ်လို့သိရတယ်။ Okay, Apple ကဒီ 120Hz high refresh rate ကိုစသုံးလိုက်ပြီဆိုရင် Gen ဖုန်းအားလုံးမှာ standard တစ်ခုဖြစ်သွားနိုင်တဲ့အတွက်ဒီတစ်ချက်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။အဲ့လို 120Hz high refresh rate ကိုသုံးလိုက်ပြီဆိုတော့ Apple က iPhone တွေမှာ battery ကန်အောင်ဘယ်လို optimization လုပ်မယ်ဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ဘာလို့လဲဆိုတော့ကျွန်တော်လက်ရှိသုံးနေတဲ့ဒီ iPad Pro မှာတော့ battery optimization ကကျွန်တော်ကိုအရင်စိတ်ကျဉ်နဲ့စီရဲ့အတိုင်းအတာတစ်ခုတည်းမရှိသေးဘူးဆိုတော့အကယ်၍ဒီ iPhone 12 series မှာ 120Hz တွေသုံးလာမယ်ဆိုလို့ရှိရင်သူတို့ battery ကိုဘယ်လောက်ထိခံအောင်လုပ်နိုင်မှာလဲအဲ့ဒီချက်က Apple အတွက်လည်း challenge ဖြစ်တယ်လို့ကျွန်တော်တို့လည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ Apple ကနေပြီးတော့ဒီ Apple event invite တွေကို AR နဲ့လုပ်ထားတဲ့အတွက်ဒီ iPad Pro 2020လို့မျိုးသူတို့ LiDAR sensor သုံးလာဖို့ဆိုတာတေချာတလောက်ရှိနေပြီဒါပေမဲ့လည်းတေချာပေါက်ပြောနိုင်တာတခုက LiDAR sensor ကိုသူတို့12 Pro Max မှာပဲသုံးလာဖို့ရှိနေတယ်ဆိုတော့ iPad Pro 2020မှာ LiDAR sensor အသုံးတဲ့ sensor တစ်ခုဖြစ်တယ်လို့ဒီ LiDAR sensor ကို iPhone တွေကိုယူလာပြီဆိုရင်လည်း iPhone တွေမှာဘယ်လိုမျိုး features အသစ်တွေကင်မရာပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်ဘာတွေထပ်မျှော်လင့်ရမလဲဆိုတော့လည်းစိတ်ဝင်စားဖို့ကောင်းတယ်နောက်တစ်ချက်ကတော့ performance ဒါကတော့ဖြစ်နိုင်ခြေများတာတွေကိုပဲကျွန်တော်ထည့်ပြောပြလိုက်တာသူ5 nanometer A14 Bionic chip ကိုသုံးလာမယ်လို့သိရတယ်အကယ်၍ Apple အနေနဲ့5 nanometer A14 Bionic chip ကိုသုံးလာမယ်ဆိုရင်ဒါ smartphone လောကမှာပထမဆုံး5 nanometer chip ကိုသုံးတဲ့ဖုန်းလည်းဖြစ်လာနိုင်မှုရှိတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ product အသစ်က iPad Air တစ်iPad Air ကဘာလို့စိတ်ဝင်စားဖို့ကောင်းတာလဲဆိုရင်ဒီ iPad Pro လိုမျိုးသူတို့ရဲ့ display bezel တွေပါသွားမယ်ဒါပေမဲ့ Face ID အစားသူတို့ fingerprint sensor ကိုတော့ power button မှာပဲသုံးလာဖို့ရှိတယ်အဲ့အပြင် performance ပိုင်းမှာလည်း A13 Bionic chip ကိုပဲသုံးလာဖို့ရှိနေဆိုတော့ဒီကောင်ရဲ့ performance ကလည်း short လို့ရမှာမဟုတ်ဘူးအဲ့ဒါတွေအပြင် second generation Apple Pencil ကို support လုပ်အောင်မယ်နောက်ပြီးတော့ iPad Pro မှာသူတို့အသစ်ထုတ်လိုက်တဲ့ Magic Keyboard လိုမျိုး touchpad ပါတဲ့ accessory keyboard တွေလည်းထုတ်ရောင်းသွားအောင်မယ်ဆိုတော့ iPad Air အသစ်ကလည်းကျွန်တော်အမြင်တော့ဘာပဲပြောဒီဈေးပေါ်တဲ့ laptop တစ်လုံးရှာနေတဲ့သူတွေ laptop နေရာမှာ tablet အစားထိုးသုံးနေတဲ့သူတွေအတွက် option တစ်ခုဖြစ်ကောင်းဖြစ်လာနိုင်တယ်နောက်တစ်ခုက Apple Watch 6ပေါ့နော် Apple Watch 6ကတော့ကျွန်တော်အမြင်တော့အရင် improvement ဖြစ်လာဖို့ရှိချင်မှရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ Android Watch တွေမှာတွေ့နေပြီးသားလို့မျိုး SpO2 oxygen sensor ဘာညာတွေရော features အသစ်တွေထည့်ပေးလာဖို့ရှိတယ်နောက်ထပ်ဒီဘွဲမှာမိတ်ဆက်ပေးခြင်းမှာမိတ်ဆက်ပေးလိမ့်မယ်မိတ်ဆက်ပေးရင်လည်းစိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်မဲ့ product ကကျွန်တော်အမြင်တော့ MacBook အသစ်တွေလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ Apple ကသူတို့ဒီ WWDC event တော့ Apple Silicon chip အသစ်တွေကို MacBook မှာသုံးမယ်ဆိုတာအတည်ပြုပြောလိုက်တယ်အဲ့အတွက်လက်ရှိ Intel သုံးထားတဲ့ MacBook တွေလိုမျိုးပဲ application တွေအကုန်လုံး run လို့ရအောင်မယ်အဲ့အပြင် App Store ကနေပြီးတော့ကျွန်တော်တို့ application တွေကိုလည်း download ဆွဲပြီး tablet တစ်လုံးအနေနဲ့သုံးလို့ရအောင်မယ်ဆိုတာ MacBook တွေအတွက်
changes တစ်ခုလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ပြီးတော့ဒီလိုမျိုး Apple iPhone တွေ iPad တွေမှာသုံးနေတဲ့ chip တစ်ခုကို MacBook မှာသုံးလိုက်မယ်ဆိုတာကျွန်တော်အမြင်ပြောရရင်တော့ဒီ MacBook တွေကဈေးလည်းပိုတက်တာသွားမယ် performance လည်းပိုကောင်းသွားမယ်အဲ့တော့ကျွန်တော်အမြင် MacBook အသစ်ဝယ်ဖို့စောင့်နေတဲ့သူတွေရှိရင်လည်းဒီ product ကစောင့်ကိုစောင့်ကြည့်ရမယ်ကျွန်တော်တို့ MacBook အသစ်မဝယ်သေးဘဲနဲ့စောင့်ရမယ့် product တစ်ခုလို့တော့မြင်တယ်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်လည်းဒီ MacBook အသစ်ဆိုတာသူတို့ရဲ့ first generation ဖြစ်နေတဲ့အတွက် batch တွေပါလာနိုင်တယ် error တွေလည်းရှိကောင်းရှိနိုင်သေးတယ်အဲ့တော့ဒီနှစ်ခုကြာမှာကျွန်တော်ဒုတိယတစ်ခုဖြစ်သွားအောင်မှာတော့အမှန်ပဲဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီလ September လ15ရက်နေ့မှာ Apple ရဲ့ launch ကတော့လာတော့မယ်ဆိုတော့ဒီပွဲကြီးမှာကျွန်တော်အနေနဲ့ကျွန်တော်မျှော်လင့်ထားတဲ့ product တွေဖြစ်လာနိုင်ခြေထွက်လာနိုင်ခြေရှိတဲ့ product တွေအကြောင်းပြောပြလိုက်တာအခုကြည့်နေတဲ့သူတွေဆိုရင်ရောဘယ်လို product တွေကိုဘယ်လို specification တွေနဲ့ထွက်လာတာကိုမျှော်လင့်မလဲဘယ်လိုဈေးနှုန်းတွေကိုမျှော်လင့်မလဲလို့မေးရင်အဆုံးထိကြည့်ပြတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျ